okay အားလုံးပဲဒီမှာဆိုရင်တော့ကျွန်တော် gain တွေပါတယ်စော့ပြမဟုတ်ပါဘူးကျွန်တော်ဘာသာကိုတစ်ခုပြောစရာရှိတယ်ဘာလဲဆိုတော့ဘာသာတော့မေဖေတွေဘာပဲဖြစ်ဖြစ်ကလေးဘာပဲဖြစ်ဖြစ်ညီလေးအကိုဘာပဲဖြစ်ဖြစ်အသက်16နဲ့မကျော်မချင်းမကျော်တဲ့လူတွေကို YouTube ထဲမှာ face review လုပ်ထားလို့ရှိရင်မိဘမင်းကိုအပြန်ပြောပါဘာလဲဆိုတော့သူကအိမ်မျက်နှာကိုကြည့်ပြီးတော့ကလေးတွေဖမ်းနေကြပါတယ်ဟိုနေ့ကဆယ်မိုင်ဂုံးအောင်မှာဓာပြခံပြီးထိုးခံလိုက်ရတယ်ဆိုပြီးဖြစ်သေးတယ်သူကလေ YouTuber ပဲအကြောင်းဒါကျွန်တော်ဘာသာလို့အဲ့ဒါလေးပြောချင်လို့ပါတော့တခြားဗီဒီယိုမှာတွေ့လိုက်ကြအောင်ဒါကိုမိဘတို့ပြောတော့ဒါမှမဟုတ်ကိုသားတို့သမီးတို့လည်းပြောလမ်းဒါမှမဟုတ်အဲ့လိုမျိုးဖြစ်နေမယ်ဆယ်မိုင်ကုန်းက